တို့အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှာတော့ဆီယာမနွေနီကန်ဝင်းစီစဉ်ပြီးမောင်ဆွဲမှတ်မင်းရေးသားထားတဲ့ကိုပြောတဲ့စိတ်ခွန်အားဖြင့်ပုံမြင်များစာအုပ်ထဲကရွှေလူနဲ့ရွှေငါးဆိုတဲ့ပုံမြင်လေးကိုမမကပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဒီကြောင့်လေးကိုတော့ကာတွန်းတီဟစကန်တစ်ကတရုတ်ဖော်ပေးထားတာပဲဖြစ်ပါတယ်ရွှေလူနဲ့ရွှေငါးဟိုးရှိတုန်းကရွှေလူနဲ့ရွှေငါးဆိုတဲ့တငယ်ချင်းနှစ်ယောက်ရှိတယ်တငယ်ချင်းဆိုပေမဲ့ရွှေလူကလူဖြစ်ပြီးတော့ရွှေငါးကတော့ငါးလေးပေါ့ကွယ်ရွှေလူနဲ့ရွှေငါးဟာတိတ်ကိုချစ်ခင်ကြတယ်အမြဲတမ်းအတူတူကစားကြတယ်တနေ့တော့သူ့ဘိုးဘိုးကမြို့ကအပြန်ဘောလုံးလေးတစ်လုံးရွှေလူဖို့လက်ဆောင်ဝယ်လာပေးတဲ့ဘောလုံးလေးရတော့ရွှေလူလည်းနေ့တိုင်းဘောလုံးကယ်နေတော့တာပေါ့ရွှေငါးကရွှေလူနဲ့အတူတူဘောလုံးကစားခြင်းပေမဲ့ရွှေငါးမှာခြေထောက်မရှိဘူးအမီးပဲရှိရဲ့လေအဲ့ဒါကြောင့်ကန်လို့မရဘူးဒီတော့ရွှေငါးလေးဟာသူ့မှာအမီးမရှိပဲအမီးစားခြေထောက်ရရင်ကောင်းမှာပဲလို့တွေးမိလိုက်တယ်ဒီလိုနဲ့တနေ့တော့နတ်တငယ်လေးတစ်ပါးရွှေငါးလေးရဲ့ရေကန်ကိုရောက်လာတယ်ရေကန်နားမှာဆော့ရင်နတ်တငယ်လေးရဲ့ဖနက်ကရေကန်ထဲကိုပြုတ်ကျသွားတာပေါ့ဒါကိုမြင်တဲ့ရွှေငါးလေးကဖနက်လေးကိုကူးဆဲပေးလိုက်တယ်။နတ်တငယ်လေးကရွှေငါးကိုခင်းသွားတော့ဘာလို့ချင်းလဲဆူတောင်းပါလို့ပြောလိုက်တယ်။ဒီတော့ရွှေငါးလဲဝမ်းသာအားရပဲသူ့အမီးကိုခြေထောက်နဲ့လဲပေးဖို့ဆူတောင်းလိုက်တယ်။နတ်တငယ်ကရွှေငါးရေတကယ်လို့ခြေထောက်နဲ့လဲကြည့်ရင်လဲပေးပါမယ်။တခုတော့ပြန်ပေးရမယ်။လဲလိုက်တာနဲ့မင်းရေကူးလို့တော့မရတော့ဘူး။မင်းတို့အဆင်ပြေပါမလားလို့မေးလိုက်တယ်။ဘောလုံးကံမို့ခြေထောက်သိပ်လိုချင်နေတဲ့ရွှေငါးကခြေထောက်သာပေးပါလို့ထက်ခါတောင်းလိုက်တဲ့ကွယ်ရေမကူးတက်လဲရပါတယ်ဘောလုံးကစားချင်လို့ပါဒီလိုနဲ့ခြေထောက်ရလာတဲ့အခါရွှေငါးဟာရွှေလူနဲ့တူတူနေ့တိုင်းဘောလုံးကန်တော့တာပေါ့တနေ့တော့တရားနာမှာတူတူကစားကြရင်ရွှေလူတယောက်ကန်ထဲကိုပြုတ်ကျသွားတယ်လေဒီတော့ရွှေလူကသူ့ကိုကယ်ပေးဖို့သူ့တငယ်ချင်းရွှေငါးကိုအော်ပြီးအကူအညီတောင်းလိုက်တယ်ရွှေငါးလည်းအချစ်ဆုံးတငယ်ချင်းရွှေလူကိုရေထဲဆင့်ကယ်ဖို့လုပ်ပေမဲ့အမီးနဲ့ခြေတော်လဲတုံးကလှုပ်ထားတဲ့သဘောတူညီချက်ကြောင့်ရွှေငါးကအခုရေကူးလို့မရတော့ဘူးတဲ့ရေနစ်နေတဲ့ရွှေလူကိုကြည့်ပြီးရွှေငါးဟာနောင်တရရပြီးငိုလိုက်တယ်သူ့မှာရှိတာကိုမကျေနပ်မိလို့အချစ်ဆုံးတငယ်ချင်းကိုသူအခုမကယ်နိုင်တော့ဘူးတဲ့နတ်တငယ်လေးရေအမီးတွေပြန်ပေးပါအမီးတွေပြန်ပေးပါရွှေလူကိုကယ်ချင်လို့ပါရွှေငါးရဲ့အောင်ငိုတန်ကိုကြားတော့နတ်တငယ်လေးပြန်ရောက်လာပြီးကဲရွှေငါးရေရော့မင်းမီးကိုပြန်ယူကို့မှာရှိတာကို့အတွက်အသင့်တော်ဆုံးတော့နောက်ဆိုတမိုးထားပါကွာဆိုပြီးပြောလိုက်တယ်အမီးပြန်ရတာနဲ့ရွှေငါးလဲရွှေလူကိုအမြန်ပြေးကယ်လိုက်တယ်နောက်လဲတငယ်ချင်းတယောက်တူတူကစားကြတဲ့ကွယ်ရွှေငါးမှာကအမီးရှိတယ်ရွှေလူမှာကခြေထောက်ရှိတယ်သူတို့မှာရှိတာတွေသူတို့ပိုင်တာတွေကမတူကြဘူးဒါပေမဲ့သူတို့သိပ်ပျော်ကြတဲ့ကွယ်ကဲဒီနေ့မှာတော့တသမီမီတို့အတွက်ရွှေလူနဲ့ရွှေငါးဆိုတဲ့ပုံမြင်လေးကိုမမကပြောပြပေးခဲ့တာပဲဖြစ်ပါတယ်နောက်နေ့မှလည်းဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့ပုံမြင်လေးတွေအများကြီးပြပြပေးသွားအောင်ပါမို့လို့မမတို့ရဲ့ YouTube Channel လေးကို Subscribe လုပ်ထားပေးဖို့မမေ့နဲ့နော် Facebook ကနေကြည့်ရှုတဲ့ကလေးလေးတွေကတော့ Like and Share လေးလုပ်ပေးဖို့မမေ့ပါနဲ့နော်